မော်နီမှာအစိုးရပဲရောက်လာကြရောဒီနေ့ကတော့အလုပ်တော့မရှိဘူးဒါပေမဲ့ယမေအပြင်မှာ meeting လေးတစ်ခုရှိတော့အဲ့ဒါ meeting သွားဖို့အတွက်ထားပြီးပြင်ဆင်နေရပါဟုတ်လားညနေဖောင်းနေအဲ့ဒါကြောင့်မလို့ယမေကဒီနေ့ကတော့ခဏနိုင်ရှင်းနိုင်တော့အိတ်ဖြစ်တယ်ထင်တယ်ဒါတော့မှဒါအလုံးမရှိတဲ့ရက်မို့လို့ပေါ့နော်ယမေခဏနိုင်ရှင်းနိုင်လောက်အိမ်မှာအဲ့လိုအေးရွာတယ်ဒါမျက်နှာထောင်းနေတွေ့လားအေးရွာတယ်ဆိုတဲ့အတိတ်ပဲအလုံးရှိရရက်တွေတော့အလုံးရှိရက်တွေဆိုလို့ရှိရင်လည်းအမှန်တော့အဲ့လိုခဏနိုင်ရှင်းနိုင်လောက်အိမ်မှာယမေကအလုံးလုံးနိုင်တာ energy ရှိရအဲ့တော့ယမေရဲ့အိတ်ချိန်ကတော့ခဏနိုင်ရှင်းနိုင်လောက်တော့အပြည့်ရမှာဖြစ်တယ်ဘယ်နဲ့နိုးလို့ရှိရင်တော့ဖုန်းကောက်ခိုင်းတာပေါ့နော်ဖုန်းကြည့်ရဲ့လို့ပုံလေးပါတင်ထားလို့ရှိရင်လည်းအဲ့လိုပုံလေးအောက်ကကိုဖန်လေးလာမယ်နော် comment လေးဖတ်ပြီးတော့ reply လေးပြန်တယ်ဟုတ်အဲ့ဒါလေးရင်လို့ဖြစ်တယ်ပြီးလို့ရှိရင်တော့ဘာလုပ်လဲပြီးလို့ရှိရင်တော့ရေတောက်တယ်ရေကတော့တောက်တင်တယ်မနေ့မိုးလေးလာလို့ရှိရင်ရေတစ်ခွက်ကတော့တောက်တင်တယ်လို့ရမြင်ထင်တယ်ကျမ်းမာရေးနဲ့လည်းညွတ်တယ်အဲ့တော့ရေကတော့အမြဲတောက်တယ်ဟုတ်မနေ့ကမစားရသေးဘူးအခုမှအောက်ဆင်းပြီးတော့စားမှာရမြဘိုးသားမတက်ရမြမြမစားပဲကြိုက်တယ်မြမစားမှရမြထမင်းကိုအရင်ကြိုက်တာတနေ့ကိုထမင်းမစားရလုံးဝမနေနိုင်ဘူးတော့ breakfast လည်းရမြထမင်းစားတာများတယ်ထမင်းကြော်တော့ပဲပြုတ်ထမင်းတုပ်တော့အဲ့လိုမျိုးပေါ့နော်ဒီနေ့ကတော့ breakfast ကဘာလဲတော့မသိလိုက်တော့တိုက်ကြည့်တီးလေးကြိုက်တယ် coffee လည်းကြိုက်တယ်ဒါပေမဲ့ coffee ဒီနေ့ကလည်းကြည့်တော့ပါအရင်ကညီမလေးကလည်းကြည့်တော့တာအရင်တော်တယ်အဲ့တော့တိုက်ကြည့်လိုက်ရမင်းကအပြင်ကတော့တဲ့လို့မာစားတာမရှိဘူးရမင်းက as foodie တဲ့တော့မပါဘူးအဲ့တော့အိမ်မှာချက်ထိုင်စားရတယ်မချက်ထိုင်လည်းအငတ်နေ weight ကတော့ရမင်းခုနပြောသလိုရမင်းထမင်းရမ်းကြိုက်တယ်အဲ့တော့ရမင်းအစားတွေအများကြီးမစားဘူးဆိုမှထမင်းအရန်စားတော့ weight တက်တာအရန်မြန်တယ်ပြီးတော့ရမင်းကအယိုးစစ်ကြီးရဲလည်းပါတော့ weight တက်တာမြန်တယ်အဲ့တော့ထိန်ရတယ်မင်းအားကစားတွေပါလည်းလုပ်ဖြစ်တယ်အဓိကတော့ party တွေပါတော့တစ်ပတ်မှာ4ရက်လောက်ကတော့ရအောင်တော့ soft ဖြစ်တယ်ဟုတ်ပြီးရင်လမ်းမိနစ်30လောက်ရှောက်တယ်ပေါ့ဟုတ်အဲ့လိုလေးတော့ကိုယ့်ကိုအထိန်ဖြစ်ပါတယ်ဟိုအရင်ဝအောင်အသားရည်ကလိုပဲချက်တော့ရှိရယ်နောက်မှပြောပြမယ်အဒီကရေတောက်တယ်အပြင်သွားလို့ရှိရင် sunscreen လေးနဲ့ပြီးရင်တော့ရမင်းရဲ့ shower routine လေးရှိရယ်ရမင်းလုပ်နေကြဟာလေးအဲ့ဒါလေးသိချင်တာကဲဘိုက်ပြေသွားပြီအဲ့တော့ခုနကလှုပ်ဝက်ချက်လေးပြောမယ်လို့ပြောထားတာလေ channel လိုက်ခဲ့နော်ယမင်းရဲ့လှုပ်ဝက်ချက်လေးပြောပြမယ်အဓိကကတော့ယမင်းရဲ့ shower routine ပေါ့နော်ယမင်းကအဲ့လိုရေချိုးတဲ့ချိန်ဆိုလို့ရှိရင်ကိုယ့်ရဲ့ me time ပေါ့နော်ကိုယ်အလောက်ကပြန်လာလို့ရှိရင်ပြန်မန်းတာတွေအဲ့လို relax လုပ်တဲ့အဲ့လိုအဓိက me time လေးကိုရေချိုးလို့ရှိရင်လည်းသူများအဲ့လိုတေးချလေးအဓိကရေချိုးဆက်ပြားရေးဘာလို့လဲဆိုတော့ယမင်းကအသားရန် sensitive ဖြစ်တဲ့ထဲမှာပါတယ်အသား၆တဲ့ထဲမှာပါတယ်အဲ့တော့ယမင်းကလို့ရေချိုးပြီးသွားလို့ရှိရင်အဲ့လိုအသား၆ပြီးတော့ကြံခဲ့တဲ့ရှာဝါတွေဆိုလို့ရှိရင်အရန်မုန်းတယ်အဲ့ဒါလေးကတစ်ချက်ပြီးတော့အနံ့ကယမင်းကလို့ပန်းရမ်းကြိုက်တယ်ပန်းကြိုက်တော့အဲ့လိုပန်းနံလေးဆိုလို့ရှိရင်အရန်သဘောကျတယ်ချိုးပြီးသွားလို့ရှိရင်လည်းဆိုပန်းနံလေးဆွဲပြီးကြံခဲ့တာကိုသဘောကျတယ်အဲ့နံလေးနဲ့အဲ့ရဝင်ရတာပေါ့နော်အဲ့တော့မြင်လည်းအိတ်ကြော်တယ်ယမင်းသုံးနေကြဒီဒုံမီပေါ့နော်သူဆိုလို့ရှိရင်ကယမင်းအရန်သဘောကျတဲ့ပန်းနဲ့ကိုမှလုံးဝအီရဲနဲ့မဟုတ်ဘဲနဲ့အဲ့လိုတင်းတင်းလေးရေချိုးနေနေအဲ့လိုလေးအနံ့အဲ့လိုတင်းတင်းလေးစိတ်ကိုလုံးဝအဲ့လိုပင်ပန်းထားတဲ့လုံးဝ fresh ဖြစ်သွားတဲ့အဲ့လိုအနံ့မျိုးရေချိုးပြီးသွားလို့ရှိရင်လည်းအဲ့အနံ့လေးကကိုယ်ခန္ဓာကိုယ်လေးမှာဆွဲပြီးတော့ကြံခဲ့အဲ့ရဝင်လို့ရှိရင်လည်းလို့အသားကိုအဲ့လိုနန်းစီးလိုက်လို့ရှိရင်လို့ပန်းနဲ့တင်းတင်းလေးအသားကြီးလေးအဲ့လိုချောက်မသွားဘဲနဲ့လို့ smooth and soft လေးဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုး shower routine ကတော့ယမင်းတို့အရန်ကိုအရေးကြီးရဲ့ကိုအလုပ်ပင်ပန်းလာလို့ရှိရင်ကအဲ့ဒါကိုတို့အရန်ကို relax ဖြစ်စေအမှန်တိုင်းပြောရရင်တော့ယမင်းရေချိုးရတာအရန်ပြင်းတယ်ဒါပေမဲ့တနေ့ကိုတော့နှစ်ခါတော့ပုံမှန်ချိုးတာပေါ့နော်အလုံးရှိပဲနဲ့အိမ်မှာရှိတဲ့အချိန်တော့တစ်ခါပဲချိုးရတာမယ်အလုပ်သွားရက်ဒီမှာတော့နှစ်ခါချိုးတယ်ယမင်း meeting ချိန်နီးနေပြီအဲ့တော့ယမင်းသွားပါရောမယ်အခုလိုမျိုးယမင်း
ပြင်မသွားခင်ရမေရဲ့ fan လေးတွေအတွက်မိခွန်းလေးလာမေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် bye bye